ဒီနေ့အတွက်အစီအစဉ်လေးရှိတယ်ပထမဆုံးဆင်ကတော့ရိုးရိုးရှင်းရှင်းနဲ့ကြော့ကြော့ရွရွအရသာရှိတဲ့ခောက်ဆဲတုပ်လေးကိုချက်စားဖို့ပါပဲမနေ့ညနေတည်းကထမင်းချက်တဲ့အာလူကိုထည့်ပြီးတော့ပြုတ်လိုက်တယ်တစ်ချက်ခုတ်နှစ်ချက်ပြတ်ပဲပထမဆုံးအာလူကိုလှီးပါတယ်နောက်ပြီးတော့သခွားသီးကိုလှီးတယ်ကိုအတွက်ဟင်းချက်နေနေမှာအာတမစ်ကအုပ်မီးထပ်ပေးပါအောင်ဆိုလို့သူ့အတွက်အုပ်မီးချက်ပေးရပါတယ်ရှင်နနမင်းနဲ့ချက်တော့တော့ခုနလှီးပြီးသားမလို့မပြတော့ဘူးအချီရဲကိုမကြီးသီးရဲ့ငရုတ်သီးစိမ်းရဲ့နနမင်းရဲ့ငရုတ်စီရဲ့ထည့်ပါတယ်နောက်ပြီးတော့ငမ်းပြားကြီးလည်းထည့်ပါတယ်ဒီနေ့ Artemis ကို library မှာ Halloween decoration အတွက်ကိုလိုက်ပို့ရမှာမလို့ဟင်းကိုဆော့ဆော့ချက်လိုက်ပါတယ်အားလုံးတော့အစင်သစ်ဖြစ်ပြီဒါပေမဲ့နည်းနည်းစောနေသေးလို့မစားချင်သေးဘူး Artemis ကိုလိုက်ပို့ပြီးမှပဲပြန်လာမှပဲစားတော့မယ်အရသာကောင်းမကောင်းတော့နောက်မှပြောပြမယ်နော်ကျမတို့နေတဲ့မြို့ကတော့ Pullman Washington State ပါlibrary နဲ့ကျမတို့အိမ်ထဲကမိနစ်30လောက်တော့လမ်းလျှောက်ရတယ် Artemis ကိုတော့7 စီခိုင်းပါတယ်Yeah. And glitter. Yeah. They got a spider. Oh, it is a spider. So thank you for sharing right here. Okay, I'm gonna put a dot here. Mama.ကျမရဲ့ဒီနေ့တစ်နေ့တာအချိန်လေးရတော့ဒီလောက်နဲ့ပဲကုန်းဆုံးလိုက်ပါပြီအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်